เคချက်တော်ညီမတို့ရှင်လူကခရစ်ဝင်အခန်းကြီး6အငယ်38ကိုကျွန်တော်တွေ့လူကဖတ်ရအောင်သူတစ်ပါးအားပေးကြလောသူတစ်ပါးအားပေးကြလောပေးလျင်သူတစ်ပါးသည်သင်တို့အားပေးကြလိမ့်မည်အမှန်ချင်ယုံများမကတိမ်နှက်လျက်လှုပ်လျက်ရှယ်လျက်ရှိခြင်းနှင့်သင်တို့ရင်ခွင်၌ပေးကြလိမ့်မည်အကြောင်းမူကားအကျဉ်းချင်းဒီပမာဏနှင့်သင်တို့သည်သူတစ်ပါးအားပေး၏ထိုပမာဏအတိုင်းကိုခံရကြမည်တိမ်လျက်နှက်လျက်ရှယ်လျက်လှုပ်လျက်ရှယ်လျက်ဆိုတော့ဒီကောင်းကြီးကပေးလားသူတစ်ပါးအားပေးကြလို့ပေးကြသူတစ်ပါးကိုပေးဖို့လိုလားပေးဖို့လက်တူတာကလောကလူသားတွေကျွန်တော်တို့ဇာတိလူမဟုတ်ဘူးဝိညာဉ်လူဖြစ်တယ်အဲ့တော့ဘုရားကဘာပေးခိုင်းလဲပေးဒုက္ခရလူတွေ့ရင်ပေးနာမကျမ်းလူတွေ့ရင်ပေးရောင်းစားတွေ့ရင်ပေးဆင်းရဲလူတွေ့ရင်ပေးအိမ်မရှိလူတွေ့ရင်ပေးလုံးမရှိလူတွေ့ရင်ပေးတဲ့လက်ကိုဘုရားမလုပ်ပေးမယ်ကောင်းကြီးပေးရှံထွက်ပိတ်သိရှံထွက်တဲ့ကောင်းကြီးရမှာဖြစ်တယ်အဲ့တော့ဒါကတော့ချက်ဖြစ်တယ်ဘုရားရှိမှဒီတိုင်းကောင်းကြီးပေးပါဆိုတာထဲမှာပြည့်တယ်ရေရောဆိုတာပေးကမ်းပါနှစ်ကောခန်းကြီးကိုးမှာနော်နင်ဖိုင်ပေးရမယ်မနှမျောတဲ့စိတ်နဲ့ပေးရမယ်ဘုရားပဲပေးလူတွေပဲပေးနှမျောသောစိတ်နဲ့မပေးနဲ့အနှဲငယ်သောမျိုးစေ့ကျန်ရင်အနှဲငယ်ကိုရေးရမယ်ညာသောမျိုးစေ့ကျန်ရင်ညာသောရေးရမယ်နှစ်ကောခန်းကြီးကိုးမှာငယ်ခုနှစ်ကနေနောက်လျှောက်ဖိုင်တစ်ခန်းလုံးပဲသားစဉ်မေးဆက်ကောင်းကြီးရတော့ပေးခြင်းရမှာပြည့်နှမျိုးရှိတယ်ဘုရားကိုပေးခြင်းနဲ့ဆင်းရဲသားကိုပေးခြင်းဟုတ်လားအဲ့တော့ကျွန်တော်ပေးဖို့ပေးရောရှောင်းသွားမလားကုန်သွားမလားကျမ်းစာမှာမဟုတ်ဆုံးမချဘူးလားရှိတာကုန်ထည့်ပလိုက်နောက်ဆုံးမပြည့်တယ်ကောင်းကြီးခံစားဆိုကျမ်းစာမှာအများကြီးပဲပေးကမ်းခြင်းအကြောင်းတွေရေးထားတယ်အများကြီးပြောနေတော့အချိန်တွေကုန်သွားမယ်အခုကလူတွေက9မိနစ်ဒေသနာလောက်ပဲချိန်ရပေးခြင်းတယ်အများကြီးလေကြောရှင်ဘာလို့လဲကြည့်မှာမဟုတ်တဲ့အတွက်ကျွန်တော်လိုရင်းပေါ့နော်အဲ့တော့ဒီဆိုင်နာထောင်ပြီးပါပေးကမ်းခြင်းဒီကောင်းကင်တကားကိုဖွင့်ခြင်းကောင်းကြီးအကုန်စင်သုံးမယ်ဟုတ်ပြီလားအဲ့တော့ကောင်းကြီးရှံလျက်ပြေးလျက်နက်လျက်ဖြစ်ခြင်းဘာလို့လဲပြေးလျက်နက်လျက်ရှံလျက်ဖြစ်ခြင်းဘာလို့လဲပေးပါဘေးရလို့ဆွဲပြလိုက်ပါပေးပါဘယ်လိုပေးကောင်းမလဲဘယ်လိုချွေးတိုင်းကောင်းမလဲဆိုတာလည်းဒီနေ့ကျွန်တော်နှလုံးသားကိုဘယ်လိုပြင်ဆင်ရမလဲချက်တော်ကြီးကိုမတို့ပေးမယ်ငါတို့ဘာပေးရင်ကောင်းမလဲဆန်5ပြီရှိတယ်ဆန်စားဖို့မရှိတဲ့လူတိုင်းဆန်လေး2ပြီအင်ကြီး9ရှိတယ်အင်ကြီးမရှိတဲ့လူတိုင်းအင်ကြီးတွေဟုတ်လားနောက်ပြောချင်တာဘာပေးရင်ကောင်းမလဲဘုရားရှိမှမျက်နှာရတော်သူဘုရားရှိမှကောင်းကြီးခံစားတော်သူဘုရားရှိမှပြည့်တယ်ဒီချက်မကကျမ်းမာခြင်းကြွယ်ဝခြင်းညီသက်ချင်းဒီသင်နဲ့သိမိသားစုပေါ်မှာတက်ရောက်မယ်လို့ရောက်ဆိုင်ခေါ်ပေးခြင်းပါတယ်ကျမ်းစာရှင်ဘုရားသခင်စားတဲ့ကောင်းကြီးပေးပါစေအာမင်ဟာလေလုယာ